အားလုံးပဲမင်္ဂလာပါယူမင်းတို့ဖုန်းမှာခုလိုမျိုးဖြစ်ဘူးကြလားခုလိုမျိုးဘာကြောင့်ဖြစ်တာလို့ထင်လဲခုလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ screen password မေ့သွားပြီးတော့ကျွန်တော်တို့အရင်ကမီအကောင့်သုံးထားတယ်နောက်ပိုင်းကတော့ကျွန်တော်တို့ screen password ထားတယ် screen password ထားပြီးတော့ကျွန်တော်တို့ screen password မေ့သွားပြီပေါ့မေ့သွားတဲ့အခြေအနေမျိုးမှာ screen password ကိုဖျက်ချတယ်အဲ့မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့မီအကောင့်ကြတော့ဘာနဲ့လျှောက်ထားမြန်မမှတ်မိတော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ခုလိုမျိုးမီအကောင့်ကြပါတယ်နောက်တစ်ခုကကျွန်တော်မီအကောင့်ကြော်ထားတဲ့ဖုန်းကိုဝယ်ယူထားမိတာပေါ့အဲ့တော့ကျွန်တော်တို့သုံးလို့ရနေတယ်နောက်ကျွန်တော်တို့လက်ထဲရောက်မှာ Wi-Fi ချိတ်ပြီးတော့ system update software update ကိုတင်မိတယ် software update လည်းပြီးသွားရောကျွန်တော်တို့မီအကောင့်ကြီးပေါ်လာရောအဲ့ဒါကတော့မီအကောင့်ကြတဲ့အကြောင်းရင်းဖြစ်တယ်အခုကျွန်တော်ပြောမှာကတော့အဲ့မီအကောင့်ကိုကျွန်တော်တို့ဘယ်လိုဖြုတ်လဲဆိုတာကိုအကြမ်းမြင်ပြောသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကအရင်ဆုံး Unlock 2ကိုသုံးတယ်Unlock 2ကိုသုံးပြီးတော့ဖြုတ်ချင်တဲ့ဖုန်းက MTK CPU မျိုးစားကိုသုံးထားတယ် MTK CPU မျိုးစားကိုသုံးထားဖြစ်တဲ့အတွက်မီရဲက Media Data ထဲကိုဝင်တယ် Media Data ထဲကနေမှ Specification ထဲကိုဝင်တယ်အဲ့ဒါမှာကျွန်တော်တို့မီအကောင့်ဖြုတ်တဲ့ဟာနှစ်ခုရှိတယ်အပေါ်က Reset Mi Cloud အောက်မှာက Disable Mi Cloud အဲ့တော့အောက်က Disable Mi Cloud ကဘာလုပ်တာလဲဆိုတော့ Mi Cloud ဆိုတဲ့ APK ကို Disable လုပ်တာအပေါ်က Reset Mi Cloud ဆိုတာကကျွန်တော်တို့ Screen ပေါ်မှာလော့ပုံပေါ်နေတဲ့ဟာကိုဖျောက်တာအဲ့တော့ကျွန်တော်တို့အရင်ဆုံးအပေါ်က Reset Mi Cloud ကိုလုပ်တယ် Reset Mi Cloud လုပ်တဲ့အချိန်မှာဘာသတိထားရမှာလဲဆိုတော့ Reset Mi Cloud လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ Wi-Fi Internet Data ဖွင့်ပြီးတော့သုံးလို့မရသေးဘူးဖွင့်ပြီးသုံးပြီးမယ်ဆိုရင်ကျွန်တော်တို့အကောင့်ပြန်ကြမှာ Screen ပေါ်မှာခုနလို log ကြီးပြန်ပြီးတော့ပေါ်လာမှာဖြစ်တယ်အဲ့တော့ Screen ပေါ်မှာကျွန်တော်တို့လော့ပုံကိုပျောက်သွားပြီးရင်ဆက်ပြီးတော့ log ရမယ့်အပိုင်းတွေရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ Mi Cloud APK ကို disable လုပ်မှာလားသို့မဟုတ်ကျွန်တော်တို့ modem file ကိုပြင်မှာလားသို့မဟုတ် cat file ကိုပြင်မှာလားလက်ရှိမှာအကောင်းဆုံးနည်းလမ်းကတော့ cat file ကိုပြင်တဲ့နည်းလမ်းအကောင်းဆုံးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ file reset ရိုက်လို့ရတယ်။ file reset ရိုက်လို့ရတယ်ကျွန်တော်တို့ Mi account ကိုပြန်ပြီးတော့အသုံးပြုလို့ရတယ်။အဲ့တော့နောက်ပိုင်းရောက်မှအဲ့ modem တို့ cat တို့ပြင်တဲ့ဘိုင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားအောင်မယ်။ခုတော့ကျွန်တော်တို့ဆက်ပြီးတော့အကောင့်လေးကိုကြော်ရအောင်အဲ့တော့ internet သုံးပြုလို့မရသေးတာဖြစ်တဲ့အတွက်ဒုတိယတစ်ဆင့်အနေနဲ့ disable Mi Cloud လုပ်မယ် disable Mi Cloud လုပ်ပြီးသွားတော့ကျွန်တော်တို့ဘာဖြစ်သွားပြီလဲဆိုတော့ screen မော်ကလော်လဲပြုတ်သွားပြီကျွန်တော်တို့ internet wifi အသုံးပြုလို့လဲရပြီဒါကကျွန်တော်တို့ပုံမှန် Mi account ကြော်တဲ့ transaction လေးတစ်ခုပေါ့နောက်ဘာတူကိုသုံးသွားလဲဆိုတော့ကျွန်တော်တို့ Unlock 2ကိုသုံးသွားတယ် Unlock 2ကိုသုံးပြီးတော့ Mi account ကြော်တယ်ဒီလောက်ပါပဲဒါကကျွန်တော်တို့1 click 2နဲ့1 click လုပ်တဲ့ပုံစံလေးပေါ့နော်ဒါကအလုပ်ဖြစ်တဲ့ကလည်းရှိရဲအလုံးမဖြစ်တဲ့ကလည်းရှိရဲကျွန်တော်တို့ disable Mi Cloud လုပ်တဲ့အချိန်မှာအခက်မသိလို့ရှိရင် blue error တက်တယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ file logo မှာပိတ်လိုက်ပွင့်လိုက်ဖြစ်နေတာမျိုးအဲ့လိုမျိုးအခြေအနေမျိုးဆိုကျွန်တော်တို့ firmware ပြန်ရေးရတဲ့အခါမျိုးကြီးရှိတယ်ပြီးရင်ကျွန်တော်တို့ firmware ပြန်ရေးရတယ် reset Mi account ပြန်လုပ်ရတယ်ကျွန်တော်တို့ network ပိုင်း modem file တွေပြင်ရတယ် modem support မဖြစ်လို့ရှိရင်ကျွန်တော်တို့ cat file ပြင်ရတယ်เนาะဒါကကျွန်တော်ဗဟုသုတအနေနဲ့ပြောပြပေးသွားတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်